အဲ့တော့ဒီတရားတွေကဒုနဲ့မဆိုင်ဘူးလို့မအောင်မေ့လေနဲ့ဒါကစိတ်တာသွားပြီးတရားအထုတ်မှဒါတွေကဖြစ်တာကိုယ့်အိမ်မှာမဖြစ်ဘူးလို့ဒီလိုမအောင်မေ့လေမြတ်စွာဘုရားလက်ထက်တုန်းကဘုရားကြောင်းသွားပြီးတော့တရားနာတယ်တရားနှလုံးသွင်းတယ်အိမ်မှာနေရင်စီးပွားရှာရင်နဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတယ်သဂရဂံဖြစ်တဲ့ပုဂ္ဂိုလ်ကြီးအများကြီးရှိတယ်အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြီးရှိတယ်အိမ်မှာနေရင်နော်အိမ်မှာနေရင်ဒါကြဘုန်းကြီးသီလရှင်ဝတ်ဖို့လည်းမတိုက်တွန်းဘူးတိုက်တွန်းလည်းဝတ်မှာမဟုတ်ဘူးလေအဲ့တော့အိမ်မှာနေရင်လည်းတရားထုတရားမြတ်ရနိုင်ပါလေဆိုတာပဲပြောရမှာပဲမြတ်စွာဘုရားလက်ထက်ကအများကြီးရှိတယ်သို့တော့အနာဂံဖြစ်သွားပြီဆိုရင်မိသားစုရဲ့ like ကိုမနေတော့ဘူးမိသားစုအနေနဲ့မနေဘူးညီကိုမောင်နှမအနေထားမျိုးပဲနေတော့တယ်အနာဂံဖြစ်သွားရင်အိမ်တော့နေတယ်အိမ်နေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားလက်ထက်ကအများကြီးပဲရှိတယ်အနာရဝိန်တထေတို့ဝိသခါတို့ကတော့သောတာပန်ပဲဖြစ်သေးတာမဟာနာမဆိုတဲ့တာကဝေမင်းကတဂရကအဆင့်ရောက်တယ်နောက်တစ်ခါဒီဥက္ခဆိုတဲ့သူကျွယ်တို့နန္ဒမာတာဥပတိကမာကြီးတို့ဆိုတာအနာဂံအဆင့်အနာဂံအဆင့်မှာမိသားစုနဲ့နေကြတာပဲသူတို့ဝိတာခတထေတို့ဆိုတာအနာဂံဘဝနဲ့ပဲနေတာပဲအိမ်မှာပဲနေတယ်သို့တော့အိမ်မှာနေတဲ့အခါမှာအနာဂံဖြစ်သွားလို့ရှိရင်ကတော့သူကအိမ်မှုကိစ္စတွေကိုစီမံခန့်ခွဲတာမလုပ်တော့ဘူးရသမျှလေးနဲ့ရောင်ရဲပြီးတော့အမြဲတမ်းဥပုသ်ဆောင်ပြီးတော့သူတော်စင်ဘဝနဲ့နေတာအိမ်မှာတော့နေတယ်မိသားစုဘဝနဲ့မနေတော့ဘူးအပြမစရိယသိက္ခာပုဂ္ဂိုလ်ဆောက်တည်ပြီးတော့နေတယ်တဲ့နော်ဒီလိုဆိုလိုတာနော်ကိုယ်အိမ်မှာဒီလိုပဲသားတွေသမီးတွေနဲ့နေပြီးတော့တရားဓမ္မရှင်းသုံးပြီးတော့ဒီလိုနေကြတာဒီဘဝမှာပဲဒီလိုနေသွားကြတာနောက်ဆုံးဒါအမတန်မှဘုရားလက်ထက်ကထင်ရှားတဲ့တာရကတွေပဲပေါ့အဲ့တော့အခုလည်းပဲသောတာပန်ဖြစ်မယ်သဂရဂံဖြစ်မယ်ဆိုရင်အိမ်မှာမိသားစုနဲ့နေတယ်အနာဂံဖြစ်သွားပြီဆိုလို့ရှိရင်မိသားစုဘဝမျိုးမှာမနေဘဲနဲ့အိမ်မှာတော့ရှိတယ်ယဟန္တာဖြစ်ပြီဆိုရင်တော့အိမ်မှာမနေတော့ဘူးအဲ့ဒါတော့သိချာအိမ်ကိုမနေတော့ဘူးအိမ်မှာမနေတော့ပဲနဲ့အဝတ်ပြောင်းတော့တာအဲ့ကြတယ်သူတော်စင်ဘဝကိုကူးပြောင်းပြီးတော့နေထိုင်ကြတယ်ယဟန္တာဖြစ်မှာယဟန္တာမဖြစ်သေးသမျှတော့အိမ်မှာနေသေးတယ်လို့ဒီလိုဆိုလိုတယ်နော်